ခုမိတ်ဆက်ပေးမဲ့ပေါက်လေးက81ကနေထွက်ရှိထားတဲ့6လက်မအသားပေါက်လေးပဲဖြစ်ပါတယ်သူမှဆိုရင်မိုက်ပေါက်တစ်ပေါက်ပါမယ် audio input ပေါက်ပါမယ် volume အတန်တိုးချက်ခလုတ်လေးပါမယ် bass တန်တိုးချက်ခလုတ်လေးပါမယ် travel တန်တိုးချက်ခလုတ်လေးပါမယ် mic echo ချိန်တဲ့ဟာလေးပါမယ် mic အတန်တိုးချက်ခလုတ်လေးပါမယ်ဒါလေးကအာသွန်းပေါက်လေးသူ့ရဟာတော့15ဖို့အာသွန်းပေါက်လေးဖြစ်တယ်ဒါလေးကတော့ power ခလုတ်ဖွင့်ပိတ်လေးဖြစ်တယ်နေဘက်ဒီမှာဆိုရင်လည်း battery နဲ့အသုံးပြုလို့ရတယ် DC တွဲဖို့လေးပါဝင်မယ်ဒါလေးကတော့မူပြောင်းတဲ့ခလုတ်လေးဒါလေးကရှေ့ကျော်နောက်ကျော်ခလင်မှာရက်တဲ့ခလုတ်ပါမယ် mic PRI ပါမယ် TWS ပါတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးစားဒူလုံးနဲ့တွဲလို့ရတယ် Bluetooth နဲ့ရိုးရိုး Bluetooth နဲ့အသုံးပြုလို့ရတယ်လို့ TF တို့ USB ကတ်တို့နဲ့လည်းအသုံးပြုလို့ရတယ်သူ့မှာဆိုရင်ဒီလိုမျိုးကျိုးမဲ့ mic နှလုံးပါဝင်တယ်တိတိကျကျလေးနဲ့လုံးဝမိုက်တယ်ဒီပေါက်လေးကိုမှာယူခြင်းနဲ့ဆိုရင် Viber ဖုန်းနံပါတ်ဖြစ်တဲ့3993312900 39934080 991မှာဆက်သွယ်မှနိုင်ပါတယ်ရှင်